မင်္ဂလာပါရှင်ဆီယမခင်ခင်တူရဲ့မတ်အိမ်ကန်အပိုင်း24မတ်အိမ်ကန်ဤမီးနေရက်မီးတွင်းရက်များအတွင်မီးနေခန်းထဲမှာပဲအောင်းနေရတော့သည်စနွင်းတွေတကူလုံးဝါထိန်နေအောင်လူစနွင်းရည်နှင့်ရင်းပြားသွေးကတောက်ရင်မီးကက်ကြီးပေးမှထင်းမပြတ်ထည့်ပြီးမီးกินနေရသည်မီးနှင့်မျက်နှာမြင်ရခြင်းမီးနာအဆက်မပြတ်နေရခြင်းကြောင့်မီးနေတယ်လို့ခေါ်ကြောင်းအမေပန်းယုံကရှင်းပြပါ၏မန်းအိမ်ကန်ကတော့မီးတွင်အောင်းနေရသည့်9ရက်လုံးဘယ်ကိုမှစိတ်မရောက်မိပဲရင်သွေးကလေးစီကိုသာစိတ်တွေနှစ်ပုံထားလိုက်မိသည်သမီးကလေးမတ်အိမ်မြိုင်ဆူတောင်းလိုက်ရတာသမီးရဲ့အမေဖြင့်တကူးလာပူပူလောင်လောင်ကြီးတဲ့မွေးရပါမယ်ပူတယ်ထင်မိပါအောင်ညီးကလေးလားပြည့်ကျော်14ရက်မွေးပါမယ်အကြောင်းအမေဖြင့်ရှင်ကြီးရှင်ကောင်းနှက်ကောင်းနှက်မြတ်ဆူတောင်းလိုက်ရတာညီးမွေးမဲ့ရက်ကလေးနီချမ်းကြီးကြသေးတကောရဲ့မိမချမ်းမိမစွာကြီးများဖြစ်ချင်ရောလားမာနရှိစမ်းမှာသမီးမိန်းကလေးဆိုတာမာနရှိရတယ်သူတကာကိုရုံရုံရင်ရင်ဆက်ဆံရမယ်မာနမျိုးမဟုတ်ဘူးသမီးရဲ့အိန္ဒြေနဲ့တိတ်ခါကိုဘဝမှာတီတီကြီးကြီးစောင့်ထိန်လိုက်စမ်းမဟဲဆိုတဲ့မာနကိုပြောတာကိုမှဲ့တပေါက်မစွန်းရအောင်စောင့်ထိန်မယ်ဆိုတဲ့မာနရှိရတယ်ရွာကွန်းအောင်ကိုင်ဖြစ်ရမယ်ဆိုတဲ့မာနရှိရတယ်အမေကွန်းအောင်ကိုင်မဖြစ်ခဲ့ဘူးဆိုပေသည့်ညီးဖြစ်ရမှာပေါ့ကျောင်းဆရာကိုပြေးသိန်းနဲ့မတ်အိမ်ကန်ဆိုတဲ့ငယ်လင်ငယ်မယားကမွေးပြီးပဲသမီးရဲ့ညီးကလားစုပ်14ရက်ဖွာမိမချော့ဖြစ်မဲ့မိမလှလိုက်စမ်းပါဆက်ယူအောင်လှလိုက်စမ်းပါအစင်းရောအချင်းမှလှလိုက်စမ်းပါအမေလက်ခမောင်းခတ်လိုက်စမ်းမရစီဘန်းထဲမှာထွေးကလေးအိတ်နေသောသမီးကလေးကိုစောင့်ကြည့်ရင်မတ်အိမ်ကန်တယောက်တည်းစိတ်ထဲကပြောနေမိခြင်းဖြစ်သည်မွေးပါပြီဆိုကြတဲ့ကသမီးကလေးကိုစိတ်ညွတ်ခါရင်းစကားတွေပြောနေခဲ့သည်သမီးကလေးကအငိုပြုတ်နေသည်ရဲမှဲ့နေသည့်အသားရည်ကိုကြည့်ပြီးမလှအောင်ကအသားများညိုနေအောင်မလားလို့ပြောခဲ့သည်မလှအောင်ကပေါင်းခုစုံမှဖွားမြင်လားမြောက်မှအချင်းမြုပ်နေယုံဝါဖွားမြင်လားရှေ့မှအချင်းမြုပ်ဆိုတာတွေလည်းရသည်သမီးကလေးတကူးမွေးဆိုတော့မြောက်ရက်မှာအချင်းမြုပ်ရပါ၏ခလေးများမွေးတယ်နဲ့ဒုဗမာများအင်မတန်စနစ်စရာရှိတာရှေးလူကြီးများထားခဲ့တဲ့ထုံးစံများအလကားမှတ်လို့တငယ်ထမင်းခွန်နာအစသူ့ရက်နဲ့သူခွန်ရတာရဲ့ဖွားမြင်ပြီးနောက်6လမြောက်ကောက်၍ထမင်းခွန်469နှစ်18ပြစ်လေရှောင်းခွာစွန်လားစုပ်လဆန်းဤရချမ်းဘေးချမ်းများကြုံလွန်းနဲ့ငါတူမ6လပြည့်ရင်ထမင်းခွန်ရတော့မှာထမင်းကလေးနှမ်းစီဆန်းစားကလေးတပွင့်2ပွင့်ဖြူလက်ကလေးနဲ့စုပ်နေမအေးရကစီထွက်အောင်ဝါပြီးခွန်စမ်းပါခလေးထွားလိုက်တာမှမြေနင်းရမယ့်ရက်က3လမြောက်ရင်နင်းခိုင်းရတယ်ဖွားမြင်ပြီးနောက်3လမြောက်ကောက်၍မှန်မသွေမိဘ2ပါးစုံညီထားသားကိုမြေနင်းစေမြေချသောအခါနေအင်္ဂါရှောင်းပါနေစနေတဲ့အင်္ဂါနဲ့စနေမြေမနင်းခိုင်းကောင်းမှုတော့မလှအောင်အနားလာထိုင်လျင်ဒီလိုရှေးထုံးတွေကြားရတတ်သည်ရလဲရသည်ရွတ်လဲရွတ်နိုင်သည်မလှအောင်ဤဖခင်အမေပန်းယုံဤအကိုကတခစ်တခါကဇောင်းညန်းကုန်းမှာအခပေးရှစ်ဖက်စာတတ်ပုဂ္ဂိုလ်တူဖြစ်ကြောင်းမတ်အိမ်ကန်ကြားဘူးပါ၏မိတော့မမိလိုက်သမီးကလေးမမွေးခင်2ရက်လောက်ကမတ်အိမ်ကန်မတ်ခဲ့သောအိမ်မက်ကိုလည်းမလှအောင်ကိုမေးရပါ၏သမီးမမွေးခင်အိမ်မက်ကထူးဆန်းသည်မတ်အိမ်ကန်မိချောင်းသားစားရသည်ဟုအိမ်မက်မှတ်ခဲ့သည်အိမ်မက်ထဲမှာလူကြီးတစ်ယောက်ကတောင်းကြီးတောင်းထမ်းလာသည်သွေးတွေကတပေါက်ပေါက်ကြားလျက်ရှိသည်မတ်အိမ်ကန်ကဘာတယ်လဲဆိုတော့မိချောင်းသားပါဆို၏မိချောင်းသားစစ်ရလားလို့မတ်အိမ်ကန်ကမေးတော့တောင်းကြီးချကမိချောင်းကောင်းကြီးကိုတောင်းထဲကထုတ်ပြတော့သည်မတ်အိမ်ကန်ကမိချောင်းသားပိတ်တရွဲကြီးတွဲဝယ်လိုက်ပြီးကိုယ်တိုင်ချက်သည်ဟင်းအိုးပင်ဖိုခွင်မော်ကမကြသေးပဲမတ်အိမ်ကန်နှိုက်စားတာနဲ့ပိတ်တရွဲချက်ကုံသွားသည်မတ်အိမ်ကန်ကမိချောင်းစားရတဲ့မတ်တာမလှအောင်ရဲ့မမွေးခင်2ရက်လောက်ကလေအဲ့ဒါကောင်းမကောင်းတော့မသိဘူးလိတ်တူငါးတို့စားရတယ်မှရင်စံရည်စပါးပေါများတာပေါ့မကြီးသီးစားမတ်တော့သူကောင်းဖြစ်ရတယ်မိချောင်းစားမတ်တာများမကောင်းမဲ့လားလက်ကြီးရမယ်နမိတ်ပါတော့ပါမှတ်လို့ထူးရင်ထူးမထူးရင်ယူဆိုတာမျိုးပေါ့ရေကြောက်ကုန်းကြောက်ရွာမှာနေပြီးမိချောင်းမရတယ်လို့ညိနဲ့မ
မလှအောင်စကားကြောင့်မအိမ်ကန်မင်းရဲမိရသည်ဟုတ်ပါရဲ့ဆောင်းညန်းကုန်းလိုကြီးရောခေါင်ခေါင်အညာရွာသူကရေထဲမိုးထဲကမိချောင်းမတ်တာထူတော်ထူဆန်းတာလက်ကြီးရမယ်ဆိုတော့လေနမိတ်ကောင်းတာပေါ့ထူးရင်ထူးမထူးရင်ယူဆိုတာကတော့ဘာကိုပြောတာပါလဲသမီးကလေးမွေးပါပြီဆိုကြတဲ့ကမလှအောင်ကပဲအရေးတကြီးကြီးပြုစုယူရပေးရှာပါ၏ခလေးတငယ်များတွင်ဖြစ်တတ်သည့်တငယ်နာယောဂများလဲသူကနားလဲလိုက်သေးသည်တငယ်နာဝမ်းပူတငယ်နာကြောပူတငယ်နာဝမ်းလားတငယ်နာရင်ငတ်ခြင်းမျောတငယ်နာအကြောတက်တငယ်နာခါကော့ချေကုတ်စုံလို့ဖိုးကူးငငယ်ရဖြစ်တာများတငယ်နာရှာထုတ်တဲ့ကြုံမှုအောင်အေးရှာကြီးအမြဲတမ်းတစ်လက်ကြီးထုတ်ထားတာဒါနဲ့ဆေးစရာလက်ချားကလေးမိဖုတ်ပြီးရှာပုတ်ပေးလိုက်တာနဲ့ပျောက်ရှာရောခလေးများတဟဟန်ငိုတာတို့နှုတ်မဆို့ပဲကစိမ်းကပါဖြစ်တာတို့များမအေးပါစားတယ်လဲကြည်ရတာမအေးတက်ကြိုးရင်ခလေးတက်ကြိုးကြရောမလှအောင်ကအရာရာမှနားလေသည်တေးတေးမှတ်မှတ်ရှိသည်တချို့အကျိုးအကြောင်းရှိလျင်အဖေတို့အမေတို့ကပင်မလှအောင်ကိုမေးရသည်မလှအောင်ကဒိုးဒိုးတောက်တောက်ပြောနိုင်ုံသာမကသူကိုယ်တိုင်ဇိုးဇိုးဆောက်ဆောက်ထလုပ်ပေးတာနှင့်ပြီးရသည်ကြီးဆွေမျိုးလဲတော်အဆအရာရာယုံကြည်စိတ်ချရသည်မို့အိမ်လေယုံလိုဖြစ်ခဲ့ပါ၏ငငယ်ကလေးကနှုတ်ကြိုးခဲ့လို့သာမလှအောင်ခေါ်ရတော့လေအမေအရွယ်အဖွားအရွယ်ရောက်နေပြီအသက်ကြီးရှာပြီအိမ်မြဲလာသူဖြစ်၏ကျေးဦးကလည်းရောက်ခမချေရနင်းလာခဲ့ပြီဘာမဆိုတိုးတိုးတွတ်တွတ်အခုတော့လေမအိမ်ကန်တို့အိမ်ကြီးမှာခလေးငိုတန်တစီစီနဲ့တအိမ်လုံးမြိုင်လာခဲ့ပြီသမီးကလေးကလည်းတအိမ်လုံးမြိုင်စီမဲ့မအိမ်မြိုင်လေသမီးမအိမ်မြိုင်မဲ့ဘန်းကလေးတွေကစောင်းပခက်ကလေးတွေပြောင်းသိရပြီတအိမ်လုံးကဝိုင်းနိုင်နေကြလေတော့မအိမ်ကန်မှာလက်သက်သားပါ၏ကျေးဦးကအားလျင်အားသလိုကလေးလွှဲပေးနေတတ်သည်ခလေးချော့တခြင်းတွေလည်းရသည်အမေပန်းယုံကလည်းမြေးပခတ်လွှဲရတာအမောအဖေဦးတာထန်ကလည်းအိုကြီးအိုမအရွယ်ရောက်ခါမှမြေးမကလေးကောက်ချီလိုက်ခြင်းသေးသည်မအိမ်ကန်ကတော့သမီးမွေးပါပြီဆိုကြတဲ့ကသားတဲ့အမေလုံးလုံးဖြစ်ရကြပြီတလားလောက်စနွင်းဝါဝါလိမ့်ခဲ့ရသူအိမ်တွင်အောင်ခဲ့ရသူဆိုတော့စနွင်းသားကလေးတက်ခါငကိုဝါဝင်းသောအသားရည်ကပို၍ပင်ဝင်းဝင်းဝါဝါရှိလာပါ၏တသားမွေးတသွေးလှဆိုတာမျိုးပင်မအိမ်ကန်သမီးကလေးမွေးပြီဆိုတော့ခလေးမေးလာကြတာတွေကလည်းမနေမြင်းချံကပွဲကတော်ကြီးကပိတ်ဖြူတအုပ်လှမ်းပို့လိုက်သေးသည်ရွာတွေကဆွေဆွေမျိုးမျိုးလာကြတော့လေတရက်တန်သည်နှစ်ရက်တန်သည်တဲကြပြန်တော့လေတင့်ရလျှော်ရပေးရကမ်းရကိုပြေသိန်းတို့ထနောင်းနိုင်ဘက်ကလာကြသူတွေကလည်းလှဲနှစ်စီးတိုက်အပြေးမအိမ်ကန်သမီးကမအိမ်ကန်ထက်သားတကောအေးခြေစံလက်ဆံကလည်းကောင်းမျက်နှာကျမျက်နှာဖန်ကလည်းကောင်းမြေကြီးတလွဲစေးတလွဲဟုတ်ပေါင်တော့မအိတ်ထက်တောင်ချောသေးပါမအိတ်ထက်လှသည်ချောသည်ဆိုပြန်တော့မအိမ်ကန်ဝမ်းသာရပါသည်ကိုပြေသိန်းကတော့သမီးတချီချီကလေးကငိုသေးကဆိုတော့လေတချင်းဆိုကချော်တတ်ပါ၏တချင်းကလည်းဒုဗမာတချင်းလဲပါသည်အာရှလူငယ်တချင်းလဲပါသည်နိုင်ငံရေးတချင်းနှင့်သမီးချော့တာကြတော့ဘာသာနေတတ်သောတကြီးဟောင်းဦးတာထံကပင်ရှဲသည်ကွဲရမှာဒေါ်ပန်းယုံကိုပင်တူတူပြောလေ၏ပန်းယုံရဲ့ငါမြေမလဲနိုင်ငံရေးသမားဖြစ်နေပါဦးမကွာသားကလည်းနိုင်ငံရေးသမားတမက်ကလည်းနိုင်ငံရေးသမားငါမြေတော့ချမ်းသာပေးကြပါဟာကတဲ့တချင်းများစိုးစရာရှာလို့ဗျာဒေါ်ပန်းယုံကလည်းကွဲရမှာပြုံးသည်ဘိုးသာထံပြောလဲပြောချင်စရာသူ့သမီးကိုသူရသည့်တချင်းနှင့်ချော့တာဆိုတော့လဲမပြောတာမလှအောင်တို့ကိုဖိုးငွေတို့ကတော့ကိုပြေသိန်းကလေးချော့လျင်အချင်းချင်းလက်တို့ရကြသည်တခါတရံမအိမ်ကန်ကိုပင်တက်တက်ပြောရကြပါ၏မအိမ်ကန်ယောက်ျားចောင်းစရာကလေးချော့တာနဲ့မတူဘူးအတန်းကမကောင်းတော့တို့မြင်းချံ12မှုတ်ဖရာကြီးတွေကပတ်စံထဲရင်ထွက်လာတဲ့မောင်းဆိုင်ရုပ်လိုပဲမောင်ကြံနဲ့မအိမ်ကန်ကကိုပြေသိန်းကိုတအိမ်လုံးကပြောကုန်ကြပြီဆိုတော့ကိုပြေသိန်းကလည်းရဲသည်သူ့အကြောင်းလဲသူသိပုံပေါ်ပါ၏တခါတော့လဲចောင်းစရာတယောက်အနေနဲ့အခြားခေတ်ကာလတခြင်းတွေလဲရလောက်ရက်ကနေဘာကိစ္စနိုင်ငံရေးတခြင်းတွေဆိုပြနေတာပါလေလို့မအိမ်ကန်တွေးမိပါ၏တမင်တကာများနိုင်ငံရေးစိတ်သွင်းပေးနေတာများလားကိုပြေသိန်းကနိုင်ငံရေးစိတ်ကြီးလာသည်အကိုမောင်မြတ်သားတို့လိုရှေ့ထွက်ပြီးလူလုံးပြတာမျိုးမဟုတ်တော့လဲတိုင်းပြည်နှင့်လူမျိုးအတွက်စိတ်အမြဲတမ်းရှိတာမအိမ်ကန်အတိဆုံးပင်ဒီရက်တွေထဲမှာចောင်းပိတ်ထားတော့လဲဘ
ဖိုးကူးနှင့်ရွာတွေပတ်လှည့်မြဲလှည့်နေတတ်သည်တခါတရံညစ်အိမ်ညစ်နေပင်တရက်နှစ်ရက်နေတတ်ပါသည်ဘာတွေလုံးနေမှန်းတော့မသိအဖေကပင်ညီးယောက်ျားခရီးအသွားလာများလွန်းနေဟုမကြာခဏပြောတတ်ပါ၏ဒို့ဗမာအစည်းအရုံးတွေဖြတ်သိမ်းပြီးတော့လေမဟာဗမာဆိုသည့်အတန်တွေညံနေတာမအိမ်ကန်သိပါ၏နိုင်ငံရေးအခြေအနေကသူတလူငါတမင်းပြောင်းလဲနေသည်ဘသူမှစိတ်မချရဘသူဘဲအဖွဲ့အစည်းကလည်းပြောဖို့ခက်သည်မအိမ်ကန်ကတော့ကိုပြေသိန်းကိုစီးပွားရေးလှုပ်စေခြင်းသည်ပွဲစားကြီးကတော့ပေးပို့လိုက်သည့်စာအရပဲစီနှမ်းစီဆက်ထောင်ခြင်းကြောင့်ငရုတ်ချက်သွန်ကအစလဲမှုထညက်လဲငပိငချောက်ပါမကြမ်းအထက်ကုံအောက်ကုံကူးနိုင်လျင်အစဉ်ပြေနိုင်ကြောင်းမောင်ပြေသိန်းလုံနိုင်လျင်မအိမ်ကန်တို့နှင့်ဖတ်ဆက်လှုပ်ခြင်းကြောင့်စသဖြင့်သိရသည်မအိမ်ကန်ကလည်းလှုပ်စေခြင်းသည်စီးပွားရေးကိုလောဘတက်တာမဟုတ်ပဲရိုးရိုးသားသားလောက်ကင်စေခြင်းနာကတကြောင်နိုင်ငံရေးကင်းလွတ်စေခြင်းနာကတကြောင်ပါပါ၏တခါတရံမအိမ်ကန်ကိုယ်တိုင်ဖြောင်းဖြကြည့်မိသည်အကိုရဲ့ဘယ်တွေသွားပြီးဘာတွေလုပ်နေတာလဲအကိုပြန်မလာမချင်းမအိမ်ကန်မှာရှင်မနေရတယ်သမီးကလေးလည်းရပြီဆိုတော့အိမ်တွေရစေချင်ပါပြီအလုံးမလုံးလဲထိုင်းနေပါအဖေတို့ကလည်းစိုးရိမ်နေကြတယ်ကိုပြေသိန်းကမအိမ်ကန်စကားကိုညင်းသည်လည်းမဟုတ်လက်ခံသည်လည်းမဟုတ်ပြန်မပြောနားမထောင်ကိုပြေသိန်းကအတိအခတ်သည်တခါတရံတအိမ်လုံးနှင့်စကားမပြောဘဲရှိနေတတ်သည်အိမ်သားတွေကိုစိတ်ခုနေတာမျိုးမဟုတ်တော့လဲတခုခုတွေးစားနေပုံလဲရသည်ပြောတာပြောရတာပါလေကိုပြေသိန်းတွင်စိတ်တူကိုယ်တူပေါင်းเสียလူမရှိသူခမပညာတတ်ကျောင်းเสียနိုင်ငံရေးစိတ်ကြီးသူဆိုတော့လဲဇောင်ညန်းကုန်းတွင်မယားတမျက်နှာတအိမ်ရာလုံနေရရှာသူဖြစ်သည်ပညာချင်းလဲတမ်းမတူနိုင်ငံရေးချင်းလဲတမ်းမတူသူတွေနှင့်နေရရှာတာကိုလဲမအိမ်ကန်သိထားပါ၏တခါတလေတော့မမေးပဲပြောချင်လဲပြောနေတတ်ပြန်သည်အင်္ဂလိပ်တိုင်းပြည်ကိစ္စတွေကကြံသေးတယ်ကွအကိုတာဝန်မကျေသေးဘူးအကိုမှသိစရာတွေရှိသလိုပြောစရာတွေလည်းရှိလေတော့စိတ်ချရသူများနဲ့တွေ့ရတယ်လွတ်ရတယ်ပြန်နားထောင်ရတယ်ဆရာကြီးလူတွေကအကိုတို့ဆောင်ညန်းကုန်းကလူတွေထက်ပိုခရီးရောက်တော့အဲ့ဒီဘက်သွားနေရတာပဲနိုင်ငံရေးသမားနဲ့ညားမိပြီးမှနိုင်ငံရေးကိုဆွန့်လွတ်လိုက်ပါတော့ပြောရတာလဲမအိမ်ကန်အဖို့ရာခတ်သားပင်ဒီလိုနှင့်သမီးကလေးပင်မတ်တက်ပြေးလာခဲ့ပြီတီတီတတာမပီကလာရှိလာခဲ့ပြီမအိမ်ကန်ကတော့သမီးကလေးမတ်အိမ်မြိုင်ပေါ်ပေါက်လာလို့သာတော်တော့တယ်အောင်မေရတော့ဤ1306ခုနှစ်တပို့ရဲတပေါင်းမတ်အိမ်မြိုင်သည်ပင်အခါလဲခဲ့လေပြီမတ်အိမ်မြိုင်မွေးဖွားပြီးအခါမလဲမီကာလများအတွင်းတိုင်းပြည်အခြေအနေတွေအမျိုးမျိုးပြောင်းလဲခဲ့တဲ့ကဲ့သို့ပင်မတ်အိမ်ကန်တို့အိမ်ကြီးတွင်လည်းအပြောင်းလဲတွေများခဲ့ပါ၏အပြောင်းလဲတွေဆိုတော့လဲစိတ်မချမ်းသာစရာတွေသာဖြစ်ခဲ့သည်ပထမဆုံးအဖြစ်ကတကြီးဟောင်းဦးတာထံလူကြီးယောဂဖြင့်တရှောင်ရှောင်ဖြစ်ရာကတရက်တွင်ကွယ်လွန်သွားရှာခြင်းဖြစ်၏မိစာကုံစီခန်းဆိုတော့လဲမအိမ်ကန်ဖို့ယူကြုံမရဖြစ်ခဲ့ရသည်အဖေနှင့်အမေတို့ငယ်လင်ငယ်မယားမဟုတ်ကြလို့သူကိုယ်တိုင်ဖတ်စိမ်းကွန်းအောင်မကင်ခဲ့ရတော့လေဒီအဖေနှင့်ဒီအမေကပေါက်ဖွားရတော့သူ့အဖို့ဖခင်ပဲ့ခဲ့ရရှာပြီမိသားစုဆိုသည့်အတိုင်းမြုံတွင်မှအိမ်ဦးတိုင်းနက်နေကိုင်းဖြစ်အားလုံးကယူတည်ခဲ့ကြသည်မမှန်တာမလုပ်မဟုတ်တာမကြံရိုးသားဖြူစင်စွာအသက်မွေးခဲ့သူဖြစ်သည်တကြီးဘဝတစ်လျှောက်လုံးစူတန်နာစူငေါက်တန်နာငေါက်ချင်းချင်းမောင်မောင်ရှိခဲ့တော့လေအဖေကြောင့်အတိဒုက္ခရောက်ခဲ့သူရဲ့လို့မရှိခဲ့မိသားစုကိုညှာတာထောက်ထားသလိုရက်ရွာကိုလည်းတနာတီးခန့်ရှိခဲ့ပါ၏တားဖြစ်သူကိုယာရူးယာကန်ကလေးရပါစေတော့သဘောဖြင့်မြို့ကျောင်းမှာထားခဲ့သည်အင်္ဂလိပ်အစိုးရလက်အောက်မှာယာရူးတစ်ခုခုရနိုင်လျင်တီတီပပနေဖို့သာရှိသည်ဟုရိုးရိုးသားသားသဘောထားခဲ့သည်တားဖြစ်သူကဖအိတ်အလိုတကြမရှိပြန်တော့လဲမပြောတာခဲ့မကြီးတလဲပြီးလျင်ဇီးတလဲလာလေမလားမျောလင်းခဲ့ခြင်းသာဖြစ်၍တားဖြစ်သူကနိုင်ငံရေးဘက်ရောက်သွားတော့လဲမိုက်လိုက်တဲ့ကောင်းနဲ့ဆိုတာလောက်နဲ့ပြီးခဲ့ရသည်တာဘာပဲဖြစ်ပါ၏မြေဦးကလေးပွေ့ချီသွားရလို့တော်ပါရဲ့အောင်မေပါခမတရားလဲရှိရှာပါရဲ့ထုံးမီဆန်ကြဘိုးဘအမျိုးအယိုးအရွက်မဖုံးရတဲ့ညီဖေကောင်းမွေထားခဲ့တာမှာဥစ္စာချင်းငွေလဲထားခဲ့တယ်
အကျင့်စာရိတ္တကောင်းလည်းထားခဲ့တယ်ကုသိုလ်တွေလည်းထားခဲ့တယ်လူဘဝတော်ပြီပေါ့အေးဘဝငြိမ်းပါစေတော့သူ့ကောင်းမှုတွေနဲမှတ်လို့ရက်ရွာလူကြီးသူမတွေကအမေပန်းယုံကိုရောမတ်အိမ်ကန်ကိုပါဖြောင်းပြကြရှာပါ၏မတ်အိမ်ကန်ကတော့မြင်းကြီးစိန်ပွင့်ကိုစီးကရွာစဉ်လှဲ့တတ်သောအဖေကိုမြင်ရောင်နေမိသည်မိသားစုအရေးကိစ္စများမှာပါတဲ့နာပါတကဲ့သို့မပါတဲ့နာကြတော့လဲလှဲ့၍မကြည့်တချို့ကိစ္စတွေမှာမသိသလိုနေခဲ့သည်တားအောင်နှင့်မတ်အိမ်ကန်ကိစ္စတရွာလုံးပွက်ပွက်ရိုက်ခဲ့စဉ်ကမယားရဲ့လို့လည်းမမေးခဲ့သလိုသမီးရဲ့လို့လည်းမတီးခေါက်ခဲ့တကြီးရဲ့လို့ကြီးတော်ဆန်းရွှေတို့အပေါ်နိုင်ထက်စီးနေမရှိမအိမ်မြိုင်ကလေးအခါလဲမပြေတပြေပြာသူလာထဲမှာတရှောင်ရှောင်ဖြစ်လာရကတိမ်ပါခဲ့ခြင်းဖြစ်ပါ၏မြေးမကလေးမအိမ်မြိုင်အခါလဲသမီးကလေးကိုတပွေးပွေးရှိခဲ့သေးသည်ချီချီပိုးပိုးရှိခဲ့သေးသည်တချင်းတအေးအေးရှိခဲ့သေးသည်ကိုပြေသိန်းကလေးချော့တာနိုင်ငံရေးတချင်းတွေကြီးဆိုတကဲ့သို့ပင်အဖိုးကလည်းမထူးပါရှေးခေတ်ရုပ်သေးတချင်းတွေသာဖြစ်သည်တောပွဲလွမ်းခြင်းတွေလည်းပါ၏ကျေးလက်တချင်းတွေလည်းပါ၏ကြည်စမ်းပါအေးရွှေပြည်တော်ကထွက်ခဲ့ပါဒီကနာလန်းပူပုံစမ်းပါပြီဒန်းနှင့်အင်ဂျင်ပန်းမင်းဆွဲတော်ဂန်ကောတရဖီစကနီစကစိမ့်နှွဲရိမ့်မိကပန်းခတ်တာနှင့်ဇလက်တာကမုံပင်တချို့တော်ကားတို့တသွဲစပယ်နှင့်ပရောက်ပင်စုံပေါက်ကြတယ်လွမ်းလောက်တဲ့တောခန္ဓာပါလားငါမီးရေဘယ်တော့မှတချင်းမလိုက်တော့ကျုပ်တို့လည်းကြီးခဲ့ပါပြီကြားဘူးပေါင်းတော့ဘွားအေဒေါ်ပန်းယုံကခနိုးခနဲ့ပြောလျင်ဘိုးအေကြီးကပခွက်ကြီးနှင့်ရဲတတ်သည်တိပေါင်းအေးခေါင်းထဲပေါ်လာတာဆိုရတာကျုပ်တို့ငယ်ငယ်ကရုပ်သေးစင်များမယ်ဆိုကြတဲ့တချင်းပြဖះအမရဲ့ဘာမှလို့တော့ငါမြေးရီဆိုတာတော့ကျုပ်ကထည့်ရတာမြေးချလို့ချီရတယ်တတ်တာပေါင်းဗျာတော်တလင်းလူပြင်းကွန်းဆိုင်ဆိုတာလို့လူနဲ့ယာဒီလဲတဲမညီကျင်တော့ဘူးလူအိုတော့ကြွက်ကြတဲ့ပုံရည်အိုလို့တွန်ရခတ်စားရခတ်ဟုတ်ရှာပဲမပေါ်အဖိုးနဲ့မြေးကွာလာပါ၏မဟင်ကန်ကအဖေစကားကြားတော့စိတ်မကောင်းဖြစ်ရသည်အသက်ကြီးလာတော့လဲကြွက်ကြတဲ့ပုံရည်အိုလို့တွန်ရခတ်စားရခတ်တဲ့အဖေကသူ့ကိုယ်သူဒီသဘောထားခဲ့လေသလားအဖေနဲ့အမေငယ်လင်ငယ်မယားမဟုတ်ကြပေသည်မဟင်ကန်အဖို့ရတော့မိဆုံဖဆုံဘဝဖြင့်တစ်သက်လုံးလုံခြုံခဲ့ရသည်အဖေရေလို့ခေါ်ရတာအမေရေလို့ခေါ်ရတာကပဲအရသာရှိလာသည်ထင်သည်အဖေဆုံးသည့်နေ့ကမဟင်ကန်ကျူကျူပါအောင်ငိုခဲ့ရသည်ရှင်နှမွားတဲကတမွားဆွဲထုတ်လိုက်သလိုပင်ခံစားရပါ၏အဖေမဆုံးခင်တလားလောက်ကရောက်လာခဲ့သောတာအကိုမောင်မြတ်သားတယောက်အဖေဆုံးတော့ရောက်မလာနိုင်ခဲ့တာကိုလည်းဝမ်းနည်းခဲ့ရသည်ဘာပဲဖြစ်ဖြစ်အဖေကဖုံးလဲကြည့်အသက်လဲရှည်ခဲ့သလိုဖြေတန်တဲ့၍ဖြေနိုင်ခဲ့ပါ၏အဖေမရှိတော့သည့်နောက်အိမ်ကြီးတစ်အိမ်လုံး၆တွေ့သွားသလိုရှိခဲ့ကြသည်ထန်းကလထိုင်ဖြောက်ဖြောက်စိတ်ပတိတစ်ချောက်ချောက်ရှိခဲ့ရာကငုတ်တုတ်ပြောက်သွားသလိုရှိကြရသည်အဖေကိုရည်စူးကစွန့်ကြွေးကြသည်ကုသိုလ်ဒါနပြုကြသည်အဖေထက်ပင်တတ်တော်ကြီးရှာသောရွာဦးဆရာတော်ကြီးပင်ထန်းစင်နှင့်ကြွတော်မူရှာခဲ့သည်တရားပြတော်မူခဲ့သည်ရက်ရွာမြစ်တာကြောင့်ဥဒထံအတုပခရီးကစီကားလာပါ၏မဟင်ကန်တို့အိမ်ကြီးဤဒုတိယအပြောင်းလဲကြီးကတော့တကြီးဥဒထံတိမ်မခြင်းကဲ့သို့မိသားစုနှင့်တေခွဲမဟုတ်ဘဲရှင်ခွဲကြုံရခြင်းဖြစ်ပါ၏1306ခုနှစ်တပို့ရဲတပေါင်းနေပူညချမ်းကာလထဲမှာကိုပြေသိန်းတယောက်ကောက်ခါငင်ကပျောက်သွားခြင်းဖြစ်သည်မအိမ်မြိုင်အခါလေပြေကနီးလာပိုင်းလိုတွင်ဖြစ်၏ထိုနေ့ကမဟင်ကန်ကသမီးကလေးမအိမ်မြိုင်ကိုထမင်းခွန်နေခဲ့သည်အမေပန်းယုံကအကြီးချာညွန့်နှင့်စကားပြောနေကြသည်ဘိုးတာထန်ဆုံးသည်ပင်တလတင်းတင်းပြေးခဲ့ပြီညနေပိုင်းမြူရီဆိုင်လာသည့်အတွက်ကလေးအတွက်အနှွေးတယ်ကလေးတစ်ထည်ယူရန်မအိမ်ကန်အေးကရင်ကြီးဘက်ကိုရှောက်လာခဲ့သည်ထိုစဉ်မှာပဲဖိုးကူမောင်းလာသည့်လဲကဝိုင်းဝါကိုရောက်လာခဲ့ပါ၏အကြီးချာညွန့်ကဝိုင်းအတွင်လှဲဝင်နိုင်ရန်တကားကြီးတစ်ချက်ပြေးလက်သည်ဖိုးကူကလှဲမချွတ်သေးပဲအမေပန်းယုံထိုင်နေသည့်ဘက်တန်းသွားပြီးစားတစ်စောင်ပေးသည်မဟင်ကန်ကကိုပြေသိန်းပြန်ပါမလားလို့မေးတော့မြည်ဆဲဆဲအမေပန်းယုံကစားတဲ့ဟဲဆိုသဖြင့်သွားယူလိုက်ရသည်ဖိုးကူကတော့လှဲချွတ်ရန်ပြန်ထွက်သွားလေသည်
မအိမ်ကန်ကထူးဆန်းစွာရောက်လာသောစာကိုချက်ချင်းဖွင့်ဖတ်လိုက်လေသည်အင်္ဂလိပ်အကိုစာရေးအကြောင်းကြားပါသည်အကိုကိုခွင့်လွှတ်စေခြင်းကြောင့်ဥစွာပြောလိုပါသည်မြမများအနေဖြင့်ဂျပန်တို့၏ဖျားတစောင်းကျောင်းကန်များကိုဖျက်ဆီးရုံမကမီးနှင့်ရှို့ကြရဟန်းတန်ဃာတို့ကိုပါစော်ကားကြတာကိုတီးမခံနိုင်ကြတော့ပြီဗမာမှန်သမျှအနှိမ့်ဆက်ခံကြရတာလဲများလာပြီအပြစ်မရှိပဲတည်ခဲ့ကြသူတွေလဲများလို့မကများနေပါပြီစစ်ဘေးကြီးကြုံရသည်နှင့်အမျှစစ်ကြေးပါဆောင်နေကြရတော့လဲဂျပန်နောက်လိုက်ခွေးများကိုပင်ကြောက်နေရသည့်ဘဝကလွတ်ကင်းအောင်အကိုတို့လိုမျိုးချစ်များကမကြခင်ပြန်လဲချေမုန်းကြတော့မည်ဖြစ်ပါ၏ဘိုးမြတ်သားတို့လည်းပါဝင်ကြပါလိမ့်မည်ဂျပန်ကပေးသောလွတ်လပ်ရေးသည့်အတုဖြစ်၍လွတ်လပ်ရေးအစ်စ်ကိုအကိုတို့ရယူရန်ဖြစ်ပါတော့သည်အမေပန်းယုံအင်္ဂလိပ်နှင့်သမီးကလေးမအိမ်မြိုင်တို့ကိုမဖြစ်ပယ်ရပ်ပါတော့လဲတိုင်းပြည်အတွက်လိုလားနေသောအချိန်ဖြစ်၍အကိုစဉ်းစားဆုံးဖြတ်သည်ကိုနားလည်ခွင့်လွှတ်ကြပါလေဘယ်လမ်းဘယ်စကန်းကိုရောက်ရအောင်မည်မသိဘယ်ထီးနှင့်ဘယ်ခရီးကိုတွားရအောင်မည်မသိအရေးတော်ပုံကြီးပြီးသည်နှင့်အကိုပြန်လာခဲ့ပါမည်အကိုပြန်မလာခဲ့တော့အမျှသာဝေပါလေတော့ထနောင်းနိုင်ကမိဘများကိုပင်အတိမပေးရသေးပါနှုတ်ဖြင့်လူလွှတ်မှာကြရန်ဖိုးကူးကိုလွှတ်ပါဆရာကြီးဦးဘခင်တို့လည်းမရှိကြတော့ပါပွဲကြော်ကြီးမှတဆင့်ဆက်သွယ်လျင်ရာကောင်းရနိုင်ပါလိမ့်မည်ဒီစာကိုဖတ်ပြီးလျင်မီးရှို့ရပါလေအရေးကြီးပါ၏အင်္ဂလိပ်ခွင့်လွှတ်စေခြင်းပါသည်ကျမ်းမာချမ်းသာကြပါစေတော့ပြည်သိမ်းစာဖတ်ပြီးသည်နှင့်မအိမ်ကန်မှစာရွက်ကိုကိုင်းရင်းမျက်ရည်တွေပိုးပေါက်ကျလာခဲ့သည်သမီးကလေးမအိမ်မြိုင်ကထမင်းပကံကိုမှောက်ပစ်လိုက်သည့်အတွက်ထမင်းလုံးတွေဖွေးခနဲပြန့်ကျဲကုန်သည်အကြီးကြညွန့်ကကလေးကိုကောက်ချီသွားခဲ့သည်ဒီအထိတော့အမေပန်းယုံရောအကြီးကြညွန့်မှဘာမှမသိကြရသည်မအိမ်ကန်ငိုနေတာကိုလှမ်းကြည့်ကြရင်ဘာများပါလိမ့်ဆိုသည့်မျက်နှာများဖြင့်ရှိကြဆဲဖြစ်၏ဖိုးကူကလှဲချွတ်ပြီးမအိမ်ကန်ရှိမဝင်မရဲလာရက်နေရှာသည်သူနှင့်အတူသွားခဲ့တာမဟုတ်လားဒီတစ်ခေါက်သွားကြသည့်ရွာတွေကညောင်ငါးကွအနောက်တောင်ဘက်ကရွာတွေဆိုတာလောက်တော့မအိမ်ကန်သိထားခဲ့သည်အနောက်ကုန်းလေးပင်အိမ်တဲရောရွာတွေမအိမ်ကန်တည်ငြိမ်အောင်ကြိုးစားရင်းမေးသည်အကိုဘာမှသွားသေးတယ်လဲဘာမှမမဘူးစာပေးတာပဲရှိတယ်စာကိုငကန်ထဲထည့်သွားတဲ့မင်းအမလက်ထဲတမ်းမထဲနဲ့တဲ့ကြီးတော်ပန်းယုံကိုပေးလိုက်တဲ့ငါပြန်လာမယ်ပြောလိုက်တဲ့ထနောင်းနိုင်ကိုလွှတ်ရင်သွားလိုက်တဲ့သူ့ဘယ်ကိုသွားတာတော့ဖိုးကူမြင်းကြံစိတ်ကမ်းဘက်သွားကြတာထင်တယ်မြို့စိတ်ကိုသွားကြတာတော့ဟုတ်ပုံမရဘူးဂျားစိတ်ကနေကရိုးနဲ့အောက်ပြေဆုံရမယ့်သဘောတော့ကြားတယ်ကျုပ်ကိုပြောတာမဟုတ်ဘူးတဲတော်ကလူတွေကိုပြောနေတာကြားခဲ့တာဖိုးကူပြောပြသောရွာတွေကအောက်တော်ရွာတွေဖြစ်သည်အေယာဝရီမြစ်စိတ်ကမ်းရွာတွေဆိုတော့ရေလန်းခရီးပေါက်သည်မအိမ်ကန်ကမေးရင်းပင်တုံလှုပ်နေရပါ၏အဖေဆုံးခဲ့သည်ပင်မကြတတ်သည်အကိုလှုပ်သူကလည်းရွာပင်ပြန်မကတ်နိုင်တော့သည့်အခြေအခုလဲလင်သားကစစ်ထွက်ခဲ့ပြီအခါလဲသမီးကလေးနှင့်အမေအိုသာရှိတော့သောမအိမ်ကန်အဖို့ဒီလိုခစ်ပြက်ကြီးထဲမှာနွဲတပင်ပင်တင်းတင်းရင်ရင်လှမ်းကင်စရာမရှိတော့ဆုပ်ဆုပ်ကင်ဘလို့စကားတခွန်းမြမဟခဲ့တာကိုလည်းအံ့ဩမိသည်တားရဲ့မရရဲ့လို့တောင်ထိန်ဝက်လွန်းတာကိုမအိမ်ကန်ခွင့်လွှတ်ရမလားနာကြီးရမလားမပြောတတ်နိုင်အောင်ဖြစ်ရပါ၏ချစ်မိခဲ့ရသောတမျိုးသားအားကိုးခဲ့ရသောကျောင်းဆရာလူပညာတတ်တနေ့လုံးကဂွန်းပေါက်နှင့်တိုးခဲ့ရသောကျောင်းဆရာကြောဆိုသည့်အရှိန်သည်ချက်ချင်းလက်ငင်းကြီးလေပင်မိခွင့်ဆွမိသလိုဖြစ်ခဲ့ရပြီပြီးခဲ့သည့်တစောင်းမုံလာတဲ့ကကိုပြေသိန်းနှင့်အတူလူ4-5ယောက်ပါလာခဲ့ဘူးတာကိုမအိမ်ကန်မှတ်မိနေသည်မအိမ်ကန်တို့အိမ်ကြီးမှာပဲတညအိမ်သွားခဲ့ကြပါ၏မအိမ်ကန်တို့အိမ်ကြီးမှာမဟုတ်ဘဲရက်ကန်းမရက်တော့သောရက်ကန်းယုံကြီးထဲမှတဲကြခြင်းဖြစ်သည်ရက်ကန်းယုံကြီးကအိမ်မကြီးနှင့်မလှမ်းမကန်းတွင်ရှိသည်ကတကြောင်လူသူ4ပါးရုတ်တရက်မမြင်နိုင်သည်ကတကြောင်တို့ကြောင့်ကိုပြေသိန်းကကျေးဥနှင့်ဖိုးတုပ်ကိုရှင်းလင်းစေပြီးနေရာချထားခဲ့ခြင်းဖြစ်သည်တကြီးဥဒထံတလားပြည့်တပိတ်စွန်းသွပြီးစားရက်များဆိုတော့တရွကဆွေမျိုးတွေမိတ်ဆွေတွေဝင်ထွက်နေစေဖြစ်ဟန်သဘောရှိသဖြင့်ဂျပန်အလိုတော်ကြီးတို့အကဲမဖမ်းမိပဲရှိကြလေသည်ရောက်လာသူ4ယောက်စလုံးမှာညှင်းတူညစ်ဆုပ်ဆိုတော့လဲဥ
ဥပဒေတွေကခေတ်ပညာတတ်တွေမှန်သိတာပါ၏မုတ်စိတ်ရှည်ရှည်သပင်ကုတ်ထောက်အဝတ်အစားညစ်ထက်ထက်ဆိုတော့လဲတခါတရံမအိမ်ကန်လက်ဖက်ချကွန်းချရောက်သွားသည့်အခါမျိုးတွင်အင်္ဂလိပ်ဘာသာစကားဖြင့်ညင်းခုန်နေကြတာလဲကြားရသည်မလှအောင်ကရေနွေးချမ်းငချောက်ဖုတ်ကအစကရေကရာလိုဇီးယိုလိုအမြီးပန်းချရာကအပြန်ကိုပြေသိန်းတို့လူစုအတင်ပြောတတ်သည်မအိမ်ကန်ရဲ့လူတွေကြည့်တော့တို့ရွာစေးဒီဆောင်းနှန်းကနိပတ်တော်တွေတဲကပါတဲ့အာလာဝကနောက်လိုက်တွေများကြလို့ပြောလိုက်ကြတဲ့ဘို့လို့တော့တောချောက်နေသလားမှတ်ရတယ်တရွှိရွှိနဲ့ဘာတွေပြောကြတာတော့ဗမာလူပြောဖြစ်ကြရဲ့နဲ့မသိပါဘူးမလှအောင်ရဲ့သူတို့ကိစ္စရွှေဘိုးတဲ့ဂန်ကောတဲ့ပခုတ်ကူတဲ့မိတ်ထီလာတဲ့အဲ့ဒါကြတော့ဗမာလူပြောကြပြန်ရောကြက်တငိုအိုးပေါက်လဲပါသေးရဲ့အဲ့ဒါတွေကြတော့အင်္ဂလိပ်နာမည်မရှိလို့ဖြစ်မှာပေါ့အေးဘိုးလိုပြောတာဗိုက်စာကြပုံပေါ်တယ်ညိနဲ့ချပေးသမျှဝေးသားလီပြီးဘလူးကြတယ်လို့ပကန်းကိုပြောင်းနေအောင်စားကြတာအေးမလှအောင်စကားကြောင့်မအိမ်ကန်မှရှယ်ခဲ့မိသည်ဟုတ်လဲဟုတ်ပါရဲ့ကိုပြေသိန်းတို့စကားဝိုင်းကကြာလွန်လှသည်နေကင်းထမင်းစားချိန်ကလေးလောက်သာအိမ်မကြီးဘက်ကူးကြတာရှိ၏ပြီးပြန်တော့ရက်ကန်းယုံကြီးတဲ့ပြန်ဝင်ကြကတကုတ်ကုတ်ရှိကြပြန်လေသည်ညနေဘက်ထမင်းစားကြပြီးသည့်နောက်အိမ်မကြီးထဲမှာလက်ဖက်စားစစ်လိတ်တောက်ကြရင်အမေပန်းယုံတို့မိသားစုနှင့်စကားတွေပြောကြတာတော့ရှိပါ၏ကိုပြေသိန်းကပဲမိတ်ဆက်ပေးခြင်းဖြစ်သည်တဦးကအသားညိုညိုမျက်လုံးမျက်ဖန်ကောင်းကောင်းဖြစ်၍မျက်ခုံးထူကြီးနှင့်ဖြစ်၏နာမည်ကကိုပါဆန်လူလုံးလူပန်းခက်လက်လက်ကလေးကိုဖူးကောင်ကိုမင်းရာဆိုသူကစကားနဲ့လောက်မျက်နှာကြီးတင်လာပါ၏သူကကိုဝေလူမြင်းချန်သာအင်္ဂလိပ်တို့ဖောက်တဲ့ပွဲကတော်ကြီးရဲ့တူဝမ်းခွဲတော်တယ်အိမ်ကိုရောက်လာကြသူတွေနှင့်ပတ်သက်လို့ဒီလောက်သာသိကြရသည်မိတ်ဆက်ပေးသည်ဆိုတော့လဲတောသူတောင်သားတွေဆိုတော့အမေပန်းယုံကလည်းငုတ်တုတ်မလှအောင်တို့ကလည်းငုတ်တုတ်မအိမ်ကန်ကိုယ်တိုင်ကတော့လင့်ဧည့်သည်တွေဆိုတော့ထမင်းခူဟင်းလိုက်လက်ဖက်ချကွန်ချဧည့်သည်တွေအားလုံးကမအိမ်ကန်ကိုရောအမေပန်းယုံတို့ကိုပါဟဟပတ်ပတ်မရှိကြသလိုမျက်နှာသားတွေကအကျွေးဟောင်းရှိသဖြင့်လာတောင်းနေကြသူများပမာတင်းတင်းတောင်းတောင်းကြီးတွေပြီးတော့ညစ်ပစ်ပေချွေးစေးများဖြင့်အဆေးပေါက်နေကြတော့လဲရှေးမိုးတန့်စင်ပြီးအဝတ်အစားတန်တန်ပြန်ပြန်ဝတ်ကြသည်လည်းမရှိညဘက်ကိုပြေသိန်းအိမ်မော်တက်လာတော့မှအကျိုးအကြောင်းမေးရတော့သည်မိုးပင်လင်းလူလေပြီအဲ့ဒါဘသူတွေလဲအကိုမျက်နှာသားတွေကလည်းဆိုးလိုက်ကြတာဘလို့လူတွေခေါ်လာတာတော့မအိမ်ကန်တို့တောင်ခင်ခင်မင်မင်မရှိသလိုပဲမဟုတ်ရပါဘူးကွယ်လူတွေကလူရိုးလူကောင်းတွေပါအခုဟာတော်တော်အရေးကြီးတဲ့ကိစ္စတွေရှိလို့ပါအင်္ဂလိပ်ရဲ့ဒီလိုအင်္ဂလိပ်ကအထက်ပိုင်းမျိုးတချို့ပြန်သိမ်းရင်ဝင်းလာနေပြီတို့ရွာတွေမှာတော့တိတ်ကြီးမလှုပ်သေးပေမဲ့မြို့တွေမှာရုံရုံရင်ရင်ဖြစ်နေကြတယ်ဒီရက်ထဲမှာပဲမိထီလာလေတက်ကိုအင်္ဂလိပ်ကပြန်သိမ်းလိုက်ပြီးတိုက်ပွဲတွေလည်းဖြစ်နေတယ်မိထီလာမှာတိုက်ပွဲတွေဖြစ်နေတာနဲ့ဒီလူတွေကမအိမ်ကန်တို့အိမ်ရောက်နေကြတာနဲ့ဆိုင်လို့လားအကိုစကားတွေမအိမ်ကန်နားမလဲပါဘူးကိုပြေသိန်းကစကားကိုရက်လိုက်သည်တီးထက်လဲပို့ပြောလို့မကောင်းနိုင်တော့ဆိုသည့်သဘောလဲပါပါလိမ့်မည်ပြောစရာရှိလို့ပြောပြန်တော့လဲနားလည်နိုင်စရာမရှိလို့ယူဆတာလဲဖြစ်နိုင်ပါ၏စကားတွေကျွံမိသွားခဲ့ပြီးဆိုတာမျိုးလဲဖြစ်နိုင်သည်ကိုပြေသိန်းကနှစ်ချိုက်ချိုက်အိပ်ပျော်နေသောသမီးကလေးကိုငုံနှမ်းသည်ကလေးကတစ်ချက်လွန့်သွားရာကပြန်လဲအိပ်ပျော်သွားပြန်ပါ၏ကိုပြေသိန်းကအိပ်ရာထဲလှဲလိုက်ပြီးမှစကားတခွန်းကိုလေးလေးကြီးပြောလေသည်သူတို့ကတိုင်းပြည်အတွက်အသက်လှူထားကြပြီအင်္ဂလိပ်တိုင်းပြည်အရေးထက်ဘာကိုမှသူတို့ထဲမတွက်ကြဘူးဆိုတဲ့လူတွေပဲမြင်းချန်သားကိုဝေလူကအကိုเจ้าနေပဲတငယ်ချင်းကျန်တဲ့လူတွေကအကိုတို့အိမ်ကိုအစည်းအဝေးလာတတ်ကြတာအကိုလဲသူတို့ကိုအခုမှတွေ့ဘူးတာပဲအခုသူတို့စကားတွေပြောကြတော့လားမဟုတ်ဘူးအင်္ဂလိပ်ပြန်ညပြီအကိုကြက်တုံကိုအိုးပေါက်ဘက်ကလှဲလေးစီမိုးလင်းကနီးအရောက်ထင်းတွေတင်ပြီးလာခဲ့ဖို့ကြိုးမှားထားတာရောက်လာကြလို့တယောက်တစည်းစီးပြီးပြန်ကြလေရဲ့မအိမ်ကန်မျက်လုံးတွေသာမှိတ်ထားရတော့သည်နားလေဖို့ခက်ခဲလာကြည်လားထိုညကကိုပြေသိန်းအိမ်မပြောသလိုမအိမ်ကန်ခမလဲအိမ်မပြောခဲ့ကိုပြေသိန်းဘာတွေလုပ်နေတာလဲဘာအစည်းအဝေးများပါလဲတေးကြတာတစ်ခုကတော့နိုင်ငံရေးကလွဲ၍အခြားမဖြစ်နိုင်မအိမ်ကန်ဘဝတစ်လျှောက်လုံးအိမ်မှာနိုင်ငံအရေးတွေသာထက်ခါကြားနေခဲ့ရသည်အဖေလက်ထက်မှာရောအကိုရောကိုပြေသိန်းမှာဘာကြောင့်
ဒီလောက်စိတ်ဇောတွေတန်ခဲ့ကြတာပါလေမဟင်ကန်တို့နိုင်ငံဟာဘရော့များမှငြိမ်ငြိမ်ချမ်းချမ်းရှိလာမှာပါလေဒီလိုပဲအင်္ဂလိပ်ကအုပ်စုလိုက်ဂျပန်ကတက်လာလိုက်နဲ့ထလုံးလိုက်နေမှဖြင့်မဟင်ကန်တို့မိန်းမသားများအဖို့အဖေရဲ့အကိုရဲ့လင်သားရဲ့လို့ဒိုးတူပေါင်းဘက်ဘရော့များမှအတူနေရမှာပါလေမဟင်ကန်တွေးနေမိခဲ့သည်ဒီဘက်လာတွေထဲမှာပဲကျေးဇူးရှင်ဖခင်ကြီးတိမ်ပါခဲ့ရသည်အဖေသေးတာတောင်ပြန်မလာနိုင်သည့်သားဖြစ်သူနိုင်ငံရေးသမားကြီးကိုအဖေခမတွေ့ကျင်ခဲ့ရှာလိမ့်မည်အခုတော့အိမ်မှာယောက်ျားသားရဲ့လို့ကိုဖိုးငွေတို့သားဖားတွေရှိသည်မှန်တော့လဲကိုပြေသိန်းကလူရင်းဖြစ်ရမည်အစားသူကိုယ်တိုင်ကမရှိတာများနေတာကိုမဟင်ကန်သဘောမတွေ့တာကြားပြီမဟင်ကန်နှုတ်ကမပြောတာတော့လဲမပြောခဲ့သို့တော့ဇနီးသားမယားတယောက်အနေဖြင့်သိစရာရှိတာသိခြင်းသည်ကြားစရာရှိတာကြားခြင်းသည်တခါတလေအင်္ဂလိပ်စာအုပ်ကြီးတွေပါလာတတ်သည်ဖြစ်၍နေကုန်နေကန်းထမင်းထမစားတဲ့တဲကြီးဥပြက်မက်ရည်ဆက်ရည်ဖတ်နေတာတွေလည်းရှိသည်လင်းနှင့်မယားဆိုပေသည့်အသည့်တွေကွာသည်ပညာရေးကွာသည်တွေးပုံခေါ်ပုံတွေကွာသည်ကိုပြေသိန်းလိုမြို့သားပညာတတ်နိုင်ငံရေးသမားတယောက်နှင့်ညားမိတာတောသူမဟင်ကန်အဖို့တိမ်ငယ်မိတာလို့နာကြီးမိတာလို့ခံစားရတာလဲအမှန်ပဲကိုပြေသိန်းခမကြီးတို့ကြားနားမိသည့်ဟင်းသာပမာအသွင်ချအမြင်ချအစင်ချရတာကိုလဲမဟင်ကန်နားလဲပါ၏ဒီတော့လေသမီးကလေးတဝိဝိလှုပ်ရင်းလဲကောရေမရသလိုနေခဲ့ရတာနှင့်ပြီးရတော့သည်ဒီအဖြစ်ပြက်ကိုသတိရမိတော့လဲအော်သူကတော့သူ့အလုပ်သူကြိုတင်လုံးနေတာပါလားလို့ခံစားမိရပါ၏ဖိုးကူကိုမေးတော့လဲတိတလောက်သာဖြေနိုင်သည်မယားစစ်ဖြစ်ပါလေရဲ့ဘာမှတီးခွင့်မရတော့မှဖိုးကူကသူ့ထက်ဘာမှပုံမသိနိုင်တာကိုလဲစိတ်မဆိုးချင်တော့အမေပန်းယုံနှင့်မလှအောင်တို့ကတော့သမီးအဖြစ်ကိုယူကျုံမရဖြစ်ရသည်ကလွဲ၍အခြားဘာမှမပြောကြပါဟန်တာဝရီနဲ့ဘရင်နောင်ရောင်လို့တောင်ခွဲမရသလိုပါ၏နိုင်ငံရင်းနဲ့ညီးလင်ရောင်လို့တောင်ခွဲမရတော့ပြောရတာခက်သားအေးရဲ့မောင်မြတ်သာကြည့်ပါလားမယားကလေးအစ်စ်ဆက်ဆက်ထားရက်ခဲ့တာကြည့်စိမ့်မြဘက်ကနားလို့ပြောတာမဟုတ်ပါဘူးဖအေးသေးတာရောညီအကိုအလောင်းတောင်မပို့လိုက်ရဘူးမဟုတ်လားမအေးသေးရင်ဖြာနဲ့အုပ်ထားဆိုတာမျိုးတွေဟဲ့ညီယောက်ျားလဲဒီအစားတွေကဥစ္စာမလှအောင်ကတော့ဂယုဏဒေါ်တော်ပြောရှာပါ၏အမေပန်းယုံကတော့ချိုသည်လည်းမပြောခါသည်လည်းမဆိုကိုပြေသိန်းကိုလည်းအပြစ်မမြင်ဇနီးမယားကိုမညှလေခြင်းပလူမွေးပလူတောင်အခါလဲသမီးလေးမျက်နှာကိုမှမထောက်ထားလေခြင်းရဲ့လို့လည်းမရှိလင်းသားဆုံးတာတလားရှိသေးတမက်ကတပူရဲ့လို့လည်းရှင်ထုမနာမဖြစ်ရှာပါသို့တော့စိတ်လက်တော့ချမ်းသာပုံမရရှာမဟင်ကန်ကတော့သူ့စာတွေကအတိုင်းမနှက်ဖန်မဲကိုပြေသိန်းအတွက်အမျှဝေလိုက်တော့မယ်အမေသူပြန်လာတော့လဲလာပေါ့မလာတော့လဲဘယ်တက်နိုင်မှာလဲမဟင်ကန်မမျှော်ချင်ဘူးတိုင်းပြည်အတွက်သွားတယ်ဆိုမှတော့မဟင်ကန်သူ့ကိုအပြစ်လဲမတင်ញင်ပါဘူးဒါပေမဲ့မဟင်ကန်ကိုဖွင့်တိုင်မရင်လဲမဟင်ကန်ကလိုက်တောင်ပို့မဲ့မိမပါတော့မဟင်ကန်ကတော့ဒါပဲပြောခဲ့သည်ဖိုးကူပြောသလောက်ဆိုလျင်မဟင်ကန်တို့အိမ်မှာတခါကလာစုကြဘူးတော့လူ၄ယောက်လဲပါပုံရသည်ကျေးဦးကတော့မဟင်ကန်စိတ်မချမ်းသာမှန်းသိ၍ကလေးကိုတာဝန်ယူထားရှာသည်ဒီလိုနှင့်ပင်တပေါင်းမှတကူးမှသည်ကစုံနယုံပထမဝါဆိုဒုတိယဝါဆိုဝါကောင်တော်တလင်းတက္ကရာ1309ခုနှစ်နှစ်ဆန်းမှသည်မငြိမ်မသက်ဖြစ်လာခဲ့သောတိုင်းပြည်အရေးကမဟင်ကန်တို့ရွာကလေးကိုအတော်ပင်ရိုက်ခတ်ခဲ့သည်ကျော်တင်နှင့်ဂျပန်များရွာတွေကိုမကြာခဏဝင်တောင်းညမ်းကြသည်ဂျပန်တော်လှန်ရေးလုပ်သည်ဟုဆွဆွဲကကြီးတော်ကုန်းတရွာလုံးမိတိုက်ပစ်လိုက်ကြသည်မဟင်ကန်တို့အိမ်ကိုလာ၍ကျောင်းဆရာဘယ်မှလဲဆိုသည့်မေးခွန်းကိုအကြိမ်ကြိမ်မေးခဲ့ကြသည်ဒီလိုဆိုတော့လေကိုပြေသိန်းရွာကထွက်သွားတာအန်ရဲ့ကင်းချောင်းမဟင်ကန်ရိတ်စားမိလာခဲ့သည်တိတ်မကြလိုက်ပါမြို့ပေါ်တွင်စစ်ကြီးဖြစ်နေပြီဆိုသည့်သတင်းနှင့်အတူပွဲစားကြီးတို့မိသားစုမဟင်ကန်တို့စီလာရောက်ပုံခိုခဲ့ကြသည်စစ်ပြေးတွေကိုဓမြစီးတိုက်သူတွေကမရှာမဟင်ကန်တို့ရွာလဲမလွတ်မဟင်ကန်တို့အိမ်ဆိုလျင်3 ချိန်တိတိဓမြဝင်ခဲ့သည်မဟင်ကန်ကတော့အသက်ထက်ဘာမှအရေးမကြီးသည်မို့ထုတ်ပေးတယ်တလောက်ပေးခဲ့ရပါ၏လူတွေဒုက္ခမရောက်တာပဲတော်လာပြီ
ကျော်တင်တယောက်ရွာကပျောက်ချင်းမလှပျောက်သွားခဲ့ပြီးတေးပြီးဆိုသည့်သတင်းရောက်လာခဲ့သည်ဆရာလေးကိုတောက်ထိန်တယောက်ရွာတွေဘက်ကိုစီမတီးပြောမခောက်ရောက်လာခဲ့ပြီးဂျပန်တွေကိုရရလက်နက်ဆွဲကင်တိုက်ပွဲဝင်ဖို့စော်ဩလာသည်ပျောက်ကြားတပ်ဖွဲ့တွေဖွဲ့ပေးသည်မြင်းကြံမြို့ကနေပြိုဆင်းကြလာသောဂျပန်တွေကိုမတ်အိမ်ကန်တို့နယ်ကတယောက်မှအရှင်မထားစရန်တုတ်တင်ခဲ့ကြသည်စစ်တရင်နှင့်အတူတနေ့လုံးပွက်လောကြီးရိုက်ခဲ့ကြရပါ၏ဆရာကိုပြေသိန်းကိုရှမ်းပြည်ဘက်တာဝန်ပေးထားတဲ့မတ်အိမ်ကန်ဒီဘက်နယ်မှာသူလွတ်လွတ်လပ်လပ်လှုပ်ရှားလို့ရမှာမဟုတ်လို့ဆရာကြီးဦးဘခင်ကတာဝန်ခွဲပေးလိုက်တာပဲသူကကျွန်တော်လိုစီယုံရည်မှုတယောက်ပါဘိုးကြီးမြတ်တာကတော့ရန်ကုန်တိုင်းမှာဘိုးမှုကြီးစေရရဲ့စစ်ကြောင်းကနေတိုက်ပွဲဝင်နေပါတယ်ကျွန်တော်တို့တိုင်းပြည်လွတ်လပ်တော့မှာပါမတ်အိမ်ကန်ဆရာလေးကိုတောက်ထိန်ဤသတင်းစကားကလွဲ၍မတ်အိမ်ကန်ထံသို့စားရိုကလေးတစ်စောင်မျှရောက်မလာနိုင်ခဲ့ပေမမစိမ့်မြခမလဲမတ်အိမ်ကန်နီးတူပန်းတပြေညောင်ရည်လောင်းလို့ဆူတောင်းနေကြယုံကလွဲ၍သမီးရောက်မှဘာမှမတတ်နိုင်ခဲ့ကဘာစစ်ကြီးအတွင်းမှာဇောင်ညန်းကုန်းလိုရွာသိမ်ရွာမွားကလေးတွေကမတ်အိမ်ကန်တို့အရေးကအဆက်အပြောင်မျှပင်အရာမထင်ခဲ့ပါအခုတော့လေအစစအရာရာငြိမ်သက်လို့သွားခဲ့ပြီထင်ပါ၏ပွဲစားကြီးတို့ပွဲကတော်ကြီးတို့မိသားစုလည်းမြို့ကိုပြန်သွားခဲ့ကြပြီပွဲကတော်ကြီးကသားနှင့်ချွေးမကိုအလုတ်တွေလွှဲအပ်တော်မူအကြောင်းနှင့်မဟင်ကန်ကိုပါအလုတ်တွေဆက်ပေးသွားခဲ့ပါ၏မဟင်ကန်၏ရကန်းယုံကြီးလည်းပြန်လဲအသက်ဝင်လာခဲ့ရပြီလက်ရကန်းတဲတွေပြက်လက်သွားခဲ့သဖြင့်အားချင်းရက်လုတ်ကြရမည်တရွာလုံးအလုတ်တွေလှိုင်ကြရပြီအကြီးချာညွန့်သည်လဲရကန်းကောင်းဖြစ်ရပြန်ကမိန်းကလေး30လောက်ကိုတွင်တွင်ကြီးခိုင်းနေရပါ၏ပွဲကတော်ကြီးဤသားကိုယ်တိုင်ဇောင်ညန်းကုန်းကိုလာရောက်မှကြားရသည်မှစ၍မဟင်ကန်ကိုယ်တိုင်ပင်ထမိန်ကိုတူတူပါအောင်ဝတ်ခါအထည်ဆန်းတွေရက်ခဲ့ရသည်ဂျပန်အပြေးအင်္ဂလိပ်အဝင်အစစအရာရာရှားပါသမျှတစပြန်မြင်လာရပြီဆိုတော့လေကြေးရွာတွေမှာတော့ထူပြီးပြောင်းလဲခြင်းမရှိအစားဆင်းရဲအနေဆင်းရဲအဝတ်ဆင်းရဲဘဝကရုံးထနေရခြင်းဖြစ်၍အစအရာရာလူလုံးမလှနိုင်ကြသေးပဲရှိခဲ့ပါ၏တနှစ်ခွဲသမီးကလေးမတ်ရင်မြိုင်ကိုတော့ကျေးဥကိုပဲထိန်ခိုင်းထားရသည်ကျေးဥမှာလည်းမပေါ်မပါကြီးနဲ့ဆိုတော့တစ်ဖက်တစ်လမ်းကဝင်ငွေရအောင်မတ်အိမ်ကန်ကပဲစောင့်ရှောက်သည်ကျေးဥညီမတ်အိမ်မြိုင်ကိုပဲထိန်ငါသမီးကလေးကိုပိုးမွေးသလိုမွေးစမ်းပါ၏ညီတို့မိသားစုငါတာဝန်ယူတယ်ညီဝမ်းဝအောင်ခါလှအောင်ငါစစ်မယ်ငါကျွေးမယ်မတ်အိမ်ကန်စကားကြောင့်ရဲ့မဟုတ်ပါကျေးဥကလည်းမတ်အိမ်ကန်ကိုတန်ရောစင်ကြီးပါသည်ငယ်စဉ်တောင်ကျေးကလေးကအတူအိတ်အတူနေမတ်အိမ်ကန်တို့ကျေးဇူးတွေကလည်းသူတို့မိသားစုအပေါ်ကြီးလှသလိုလင့်ဘက်ကຫນွယ်တော့ဆွေမျိုးပင်တော်ခဲ့ကြပြီမဟုတ်လားမတ်အိမ်ကန်ကအလုတ်နှင့်သမီးတလှဲ့စီကြည့်ရင်နေရက်တွေကိုကုံလွန်စေခဲ့သည်ကိုပြေသိန်းကိုတခါတရံလွမ်းဆွတ်တရိယာမိသည်မှန်တော်လဲနာစရာနှင့်ဖြေခဲ့သည်ထွက်သွားပြီဆိုကြတဲ့ကမတ်အိမ်ကန်အမျှဝေခဲ့ပြီးပြီသို့တော့တစ်ဖက်ကကြည့်ပြန်တော့သမီးကလေးအတွက်အဖမဲ့သည့်အဖြစ်ကိုမတ်အိမ်ကန်မခံစားနိုင်သမီးအတွက်မတ်အိမ်ကန်မျှော်လင့်နေရပါတော့ဖတ်စိမ်းကွန်းအောင်ကိုင်ဖြစ်ဖို့မိဆုံဖဆုံရှိဖို့အရေးကြီးသည်မဟုတ်လားဒီအကြောင်းတွေးမိလျင်မတ်အိမ်ကန်စောက်တီယာမရဖြစ်ရပါတော့သည်တရက်တော့မတ်အိမ်ကန်ကိုယ်တိုင်သွားမှဖြစ်မှာမို့မြင်းကြံကိုခရီးတစ်ခေါက်ရောက်ခဲ့ရပါ၏ကိုဝန်ရင်းစပြုနေသောကျေးဥကိုမခေါ်တော့ပဲဖိုးတုပ်နှင့်ဖိုးကူညီအကိုနှင့်ထပြေးခဲ့ရခြင်းဖြစ်၏တိုင်းရေးပြည်ရေးခြေကင်းလက်ခင်းကလေးတာသလိုလိုဆိုတော့အကူအတန်းရှိနေကြပြီပွဲကတော်ကြီးကအလုပ်ကိစ္စတွေပြီးလို့မတ်အိမ်ကန်လှဲပြန်ထွက်ခါနီးမှစကားတခွန်းပြောခဲ့ပါ၏တူတော်မောင်ဝေလူတော့တနေ့ကပြန်ရောက်လာပြီမတ်အိမ်ကန်မောင်ပြေသိန်းလဲရောက်လာတော့မှာပါတော်မေးကြည့်တော့သူတို့ချင်းကသွားတော့ကတော့အတူတူဆိုလားတော်လှန်ရေးမှာလူချင်းကွဲသွားကြတယ်တဲ့မောင်ပြေသိန်းကြောင့်ဘာကြားသေးတယ်လဲမတ်အိမ်ကန်အမျှဝေပြီးပြီတော်ကိုင်းသွားပြီနော်စောင့်ခနဲထွက်လာသည့်လဲနောက်မှာမတ်အိမ်ကန်စကားတွေကြံရစ်ခဲ့သည်ပွဲကတော်ကြီးကအလွန်အားနာသွားဟန်ဖြင့်ပွဲယုံထိန်မှာပဲမိုးတို့မတ်တက်ကြံရစ်ခဲ့ရှာပါ၏ဖိုးကူကနှစွန်နှပြားကြားလိုက်သည်ဖြစ်၍မတ်အိမ်ကန်အရေးအကဲကိုကြည့်ကတစုံတရာမေးဖို့ပါဇက်ပြင်ထားခဲ့သည်ကိုဝေလူပြန်ရောက်ပြီတဲ့ဆရာလေးကိုပြေသိန်းကရောဘာကိစ္စပြန်မရောက်သေးတာပါလေသူ့အပေါ်ကောင်းရှာတော့သူ့ဆရာကိုပြေသိန်းကိုတ
တိယသည်လွမ်းလဲလွမ်းသည်မဟိန်ကန်ကလှဲရန်တိုင်ကိုကြောမိရင်အဝေးကိုငေးလျက်ပါလာခဲ့သည်ဖိုးကူကအရဲစွန်ကမေးသည်မမကန်ဖိုးကူဆောင်းညံကုန်းအထိနင့်ပါဇက်ပိတ်ထားစမ်းနင့်တန်ထွက်ရင်ငကန်စာမိမယ်မှတ်ဟုတ်တကယ်လဲဆောင်းညံကုန်းရောက်သည့်အထိဖိုးကူမှာနွားကိုပင်ရဲရဲမငေါဝင်မမကန်ကိုငယ်ကြောက်မဟုတ်လားမဟိန်ကန်ကလည်းမျက်နှာထားတင်းထားခဲ့ပါ၏တရက်မှာတော့မြင်းကြံသာကိုဝေလူဆောင်းညံကုန်းကိုရောက်လာခဲ့သည်သူနှင့်အတူအသားညိုညိုမျက်လုံးမျက်ဖန်ကောင်းကောင်းကိုဘဆန်းဆိုသူလည်းပါလာခဲ့ပါ၏ဒီနှစ်ယောက်ကစစ်မထွက်ခင်တစ်ခေါက်ရောက်လာကြပြီးစစ်ပြီးတော့တစ်ခေါက်လာနှုတ်ဆက်ကြသလိုပင်ကိုမင်းရဆိုသူနှင့်ကိုဖူးခေါင်ဆိုသူနှစ်ယောက်တော့ပါမလားမဟိန်ကန်ကပွဲကြော်ကြီးဤတူတော်သူဆိုတော့ထွက်တွေ့အိတ်ခံရပါသည်ကိုပြေသိန်းနှင့်သူတို့လေးဦးသာညင်းကြခုန်ကြအော်ကြဟစ်ကြတာကိုပင်တတိယမိသေးတော့သည်အမေမပန်းယုံနှင့်မလှအောင်တို့ကဧည့်သည်တွေကိုနေရာချပေးထားနှင်းကြပြီမလှအောင်ကကိုပြေသိန်းဤဇက်သိန်းမကောင်းပုံကိုလာပြောကြသည်ထင်၍မျက်နှာမကောင်းထွက်သွားကြတာ9ယောက်ပြန်ပေါ်လာတော့2ယောက်တည်းမဟုတ်လားမဟိန်ကန်ကတော့မျက်နှာကိုချီပင့်ထားရင်ကြုံသမျှကြားသမျှရင်စည်းခံမိပုံဒါကိုပဲမလှအောင်အံ့ဩရပါ၏မဟိန်ကန်ကိုအမေပန်းယုံစိုးရိမ်သလိုမလှအောင်ကလည်းတစ်လျှောက်လုံးစိုးရိမ်နေခဲ့ရသည်တဘဝမှာတစ်ချစ်မှာတကျင်ဖို့ဆိုသူမဟုတ်လားကိုပြေသိန်းထွက်သွားသည့်နေ့ကမျက်ရည်ကျခဲ့တာကလွဲလို့နောက်ပိုင်းဝမ်းနဲ့ရိတ်မရှိမေးတာမျက်နှာကိုလည်းကြိုက်ပုံမပေါ်ငါသမီးကလေးမဟိန်ကန်ခမခံလိုက်ရရင်အချီကြီးဆိုသလိုပါပဲလားလှအောင်ရဲ့အပြိုဘဝအနှစ်20လုံးသူဖြစ်ချင်တာမဖြစ်ခဲ့ရဘူးအိမ်အောင်ပြုတော့လဲသားနဲ့မရနဲ့ဒုတ်ထိထားသွားရတဲ့တငယ်နဲ့မှအကြောင်းပါရလေတယ်သူရင်စည်းခံနိုင်ပေမဲ့ငါဖြင့်အေးလင်းတကြီးမင်းသေးတာဖြေနိုင်ခဲ့ပါရဲ့မဟိန်ကန်အတွက်မဖြေနိုင်ဘူးဒါပေသည့်တိုက်လေနဲ့ရက်ကန်းလုံးဘဝချင်းမညီတာကိုပဲရိုးမယ်ဖွဲ့ခဲ့ရတယ်တနေ့ဒီလိုရှိမယ်လို့တော့ထင်သားပဲဟဲ့ဒေါ်ပန်းယုံကမလှအောင်ကိုပြောခဲ့ပူသည့်စကားများပင်မလှအောင်ကသူတကာစစ်ထွက်သူတွေပြန်လာတာကိုကြားထားသူဆိုတော့ကိုပြေသိန်းကိုလည်းမျှော်ခဲ့ပါ၏သို့တော့ရောက်မလာတော့လဲဘဝကံကုန်ခဲ့ကြပြီထင်ပါရဲ့လို့အဆုံးတွေးထားခဲ့သည်အခုပဲကြည်လေအတူသွားကြသည့်အထက်က2ယောက်သာရောက်လာကြတာမဟုတ်လားကိုဝေလူကပဲစကားဆခဲ့သည်မဟိန်ကန်ကခါးကလေးတောင်းရင်သမီးကလေးကိုငေးနေခဲ့သည်တနှစ်ခွဲသမီးမဟိန်မြိုင်ကကျမ်းပေါ်မှာတော်တီးတော်တာကစားနေသည်အနားတွေးသမျှပါဇက်ထဲကောက်ထဲနေသဖြင့်ကျေးဦးကနှိုက်ထုတ်နေတာကိုကြည်နေခြင်းဖြစ်၏ကိုပြေသိန်းနဲ့ကျွန်တော်တို့သွားတော့ကတော့အတူတူပါပဲကျွန်တော်တို့အားလုံးပခုတ်ကူဘက်ကိုဖြတ်ထွက်ကြတာပါပခုတ်ကူကမှတာဝန်ခွဲကြတော့ကျွန်တော်နဲ့ကိုပါဆန်းကပြည်မျိုးဘက်ပါသွားကြတယ်ကိုပြေသိန်းကမန္တလေးကိုဖူးခေါင်ကတရက်ဘက်နောက်ကိုမင်းရကတောင်တွင်းကြီးဘက်ကိုဖူးခေါင်နဲ့ကိုမင်းရတို့ကတော့တိုက်ပွဲမှာကြားခဲ့ကြပြီကိုပြေသိန်းတော့ကြားတယ်ဆိုတဲ့သတင်းမရတာအမှန်ပါပြန်မလာသေးတာကိုလည်းကျွန်တော်တို့နားမလည်နိုင်ပဲဖြစ်နေပါတယ်တော်ကိုဝေလူကအမေပန်းယုံကိုသာကြည့်ပြီးပြောနေသည်ကိုဘဆန်းကတခွန်းမှမပြောဘဲငြိမ်နေသည်မျက်ခုံးထူကြီးတွေကိုကုတ်ထားကစပွဲပေါ်ကဒံမီးခတ်ကိုသာစိုက်ကြည့်နေပါ၏အမေပန်းယုံကသမီးကလည်းရှိနေတော့ဘာပြောရမှန်းမသိမဟိန်ကန်သာအနားမှမရှိလျင်ပွင့်ပွင့်လင်းလင်းမေးလိုက်ခြင်းသည်တရင်ဆိုတရင်ကောင်းအကြောင်းမဟုတ်ပဲပျောက်နေသည့်ဆန်စုအထားမှားသလားကြွက်ချီသလားသိချင်နေခဲ့သည်ဒီတငယ်တွေကတော့မဟုတ်တာပြောကြပုံမရှိသူတို့သိသလောက်ပြောနေတာမှန်းလဲသိပါ၏မလှအောင်ကပဲစကားဆပြောသည်ငါတူများကိုအကြီးတို့ကအပြစ်မတင်မောင်းကွယ်တို့တောနယ်ကလူငယ်တွေတောင်ကိုယ်စိတ်နဲ့ကိုဂျပန်တိုက်ဖို့လိုက်သွားကြတာကြားနေရတာပါမောင်ပြေသိန်းလိုလူကဘယ်မှကြံရင်နေပါမလဲမိုးမရိတ်ခင်ကစီခဲကျင်နေတဲ့လူတိသားပဲဒါပေသည့်ထမနဲလားရာခုလားကွဲကျင်ကြတာပါမလှအောင်ကလည်းဒီထက်ပိုအရေးမပြနိုင်ကိုပါဆန်းဆိုသူကအသာလှုပ်လာပါ၏ကိုပြေသိန်းကမန္တလေးကနေရက်ဆောက်ဘက်ရွာငံဘက်ပါသွားသလိုလိုတော့သတင်းတန်တန်ကြားရပါတယ်တိုင်းတွေခွဲလိုက်တော့စံစင်ရာကြည်ပွေးလိုက်ရတာကိုကျွန်တော်တော့မဟိန်ကန်တပ်ပြင်းကလေးချကကိုပါဆန်းကိုလှမ်းကြည့်လိုက်သည်ကိုပါဆန်းကစကားဆက်မပြောပြန်တော့မျက်နှာလွှဲရပြန်သည်
ကျေးဦးကခလေးကိုကောက်ချီကအပြင်ထွက်သွားသည်ရက်ကန်းယုံဘက်စီကရက်ကန်းခြူကုန်းတန်တွေချွင်ချွင်ဖြောက်ဖြောက်ကြားနေရ၏စကားဝိုင်းက၆ကပ်လှသည်ပြောသူတွေမှလည်းစကားမရှိမေးချင်သူတွေမှလည်းစကားမရှိမဟင်ကန်စကားတခွန်းဝင်ပြောခဲ့သည်မဟင်ကန်ကတော့ကိုပြေသိန်းထွက်သွားတဲ့နေ့ကလေးကမြစ်တာပို့တယ်ကိုလင်သားဆိုတော့စိတ်လဲရောက်တယ်သမီးကလေးအိတ်နေတာမြင်ရရင်ပိုတောင်းသတိရမိပါရဲ့ရှင်တို့ရဲ့ညာကြီးတကောင်တောင်ချိုးချိုးချောက်ချောက်အတန်ကြားရင်ကိုပြေသိန်းပြန်လာတာများလားလို့ထကြည့်မိတယ်ဒါပေတိသူထွက်သွားကြတဲ့ကမဟင်ကန်နေတတ်အောင်နေခဲ့တယ်ဘသူကမေမေအမျှဝေထားပြီးပြီလို့ပဲဖြေတယ်တိုင်းပြည်အတွက်တနေရရမှာသူကြဆုံးတယ်ဆိုရင်လေမဟင်ကန်ဖြေနိုင်ပါရဲ့ကျမလင်သားအဖြစ်သူကြဆုံးသွားတယ်ဆိုရင်လေကျမဖြေနိုင်အောင်ဖြေမဲ့သူပါကျမသမီးကလေးအတွက်တော့ဖအေးဖြစ်သူမဲ့သွားတဲ့အဖြစ်ကိုကျမရင်မဆိုင်ရဲဘူးကျမလေကျမပြောရင်စကားတွေတစ်ဆို့သွားပြီးတစ်ချိန်လုံးတင်းဆယ်ထားသမျှမျက်ရည်တာကျိုးပေါက်သွားတော့သည်ထိုင်နေကြသူတွေအားလုံးမအိမ်ကန်ကိုဝိုင်းကြည့်နေခဲ့ကြသည်မအိမ်ကန်ဘာတွေပြောချင်တာလဲမအိမ်ကန်ကစကားကိုဆက်ပြောသည်စစ်ဆိုတာကြီးဖြစ်လာမှတော့လင်းသေးသားဆုံးဒုက္ခတွေများကြရောပေါ့ရှင်ဒီအဖြစ်ထဲမအိမ်ကန်ပါနေရင်တော့လေအရင်လဲထန်းအဖျားလဲထန်းထန်းယုံရှိတာပေါ့မအိမ်ကန်ခံဝင်းနဲ့တတိရှိပါတယ်တော့ကိုဘဆန်းကတော့ဓမ္မီခတ်ကိုပဲစူးစူးဆိုင်ဆိုင်ကြည့်နေလေသည်ကိုဝေလူကမျက်လွှာကိုချထားသည်အမေပန်းယုံနှင့်မလှအောင်ကမအိမ်ကန်မျက်ရည်ကြတာကိုကြည့်ပြီးအင်ကြီးလက်မောင်းဖြင့်ကိုမျက်ရည်ကိုတိုးကြသည်စကားဝိုင်းကတဖန်ငြိမ်သက်သွားပြန်ပါ၏မအိမ်ကန်စိတ်တွေကတော့စကားဝိုင်းမှမရှိရှေးဖြစ်နှောင်းဖြစ်တွေကိုသာစိတ်ရောက်နေခဲ့သည်တသက်လုံးရွှေလိုဥကနေလာခဲ့ပြီးမှကိုနောင်ကိုင်မဖြစ်ခဲ့ရသောသူမဘဝပုံရိပ်ဟောင်းများသူတကာတွေပြန်လာကြပြီးကိုပြေသိန်းရေတော်ပမာလဲထိုနေ့ကမဟင်ကန်တို့အိမ်ဝိုင်းထဲမှာခတ်တာပန်းတွေလေးကျွန်းဆက်ကြပန်းတွေဖွေးဖွေးလှုပ်လှုပ်ဖူးပွင့်နေကြသည်ဘုံညက်ပင်အိုကြီးကလည်းပလဲခိုင်ပန်းတွေတွဲရွရွစီနေသည်အိမ်နောင်းကရင်းမပင်ကြီးကလည်းအဖူးအခိုင်တွေထိုးထွက်နေကြသည်ပန်းတွေပွင့်နေတာမြင်တော့အပြူဘဝကိုမဟင်ကန်သတိရမိပါ၏ငယ်ကလေးကပန်းအလွန်ကြိုက်ခဲ့သောမဟင်ကန်သည်မနက်မိုးလင်းသည်နှင့်တနက်ခါပန်းမှန်တဝေဝေဖြင့်လှကျင်ရဲ့ဆက်ဆက်ယူခဲ့သည်တနေ့လုံးကမဟင်ကန်၏အလှကိုရင်သက်ရှူမောရှိခဲ့ကြသည်အခုတော့လေအပြူလိုမနေမိလို့ကိုရှိတယ်လေဆိုသလိုဖြစ်ခဲ့ရသည်အလှအပထက်ဘဝကိုဦးစားပေးခဲ့ရပြီးအခါပြက်အတွင်းကဓမြ3ချိန်အတိုက်ခံခဲ့ရသည်စစ်ဖြစ်နေသည့်အတွင်းလုပ်ငန်းတွေရပ်ဆိုင်းခဲ့ရသည်ပြန်လဲထူမှတ်နိုင်ဖို့အတော်အားယူခဲ့ရပါ၏ကြောက်ထဲကလေးတွေကိုသမီးကလေးမတ်အိမ်မြိုင်အတွက်နတ်ကိုကျက်သလိုတင်းစီထားခဲ့ပြီးရွှေတဲ့အချို့ရောင်းချခဲ့သည်မဟင်ကန်မှာမိသားစုအတွက်သာမကကိုဖိုးငွေမလှအောင်တို့တမြုံကြီးနှင့်အကြီးကြညွန့်ကျေးဦးတို့တွေပါတာဝန်ယူခဲ့ရသည်စစ်အတွင်းကမိဘနှစ်ပါးဆုံးမသွားရှာသောရောင်းမဖြစ်သူမမစိမ်းများတို့ညီအမဤစားဝတ်နေရေးကလည်းမဟင်ကန်ကောင်းမော်ပုံကြလာခဲ့သည်တချိန်ကပေးခဲ့ကမ်းခဲ့ရှိခဲ့ရသောဆွေဆွေမျိုးမျိုးတွေကလက်ဖြန့်ခံလာတော့လဲမျှတပေးကမ်းရပြန်သည်ဥစ္စာပစ္စည်းအတွက်အလိုလောဘမရှိလာတော့လဲဒီတာဝန်တွေကမဟင်ကန်အပေါ်အလိုလိုပြချလာခဲ့ပါ၏ရှေ့ကဥဆောင်နေသူမရှိတော့လဲမဟင်ကန်အတွက်နောက်လိုက်ကောင်းတွေရှိနေတာကိုပဲဝမ်းသာရသည်မဟင်ကန်မှာရှေ့ဆုံးကလမ်းဖော်ရသောပရွဲစိတ်လိုပင်နောက်ကတတိတန်းကြီးကပ်ပါလာကြပါ၏ပထမဆုံးရက်ကန်းယုံကလေးကိုဖြစ်ဖြစ်မြောက်မြောက်ထူထောင်ရသည်ကုန်ကျန်းတွေဝဲလောင်ပြီးရက်ကန်းသားတွေကိုငွေကြိုပေးထားလိုက်သည်အကြီးချာညွန့်နှင့်အတူမဟင်ကန်ကိုယ်တိုင်လုံလဝရိယစိုက်ခဲ့သည်သမီးကလေးကိုပင်ကျေးဥလက်ထဲထိုးအပ်ထားရတော့သည်မလှအောင်ခမလည်းအသက်အရွယ်ကြီးလာသည့်တိုင်အိုးတကြီးယာရုကမစင်းရသည်အမေပန်းယုံကတော့လင့်ဝတ္တရားတွေကင်းမိမှုအေးဆေးသက်သာစွာစိတ်ပတိကလေးတစ်ချောက်ချောက်စိတ်လျက်ရှိပါ၏တို့အိမ်နောင်ချမောင်ခင်ရုံဖို့ယုံမစင်းမာလို့လေဟဲ့ကယုယုံကယုဒီမဲ့မွေးတဲ့ခွေးကြံစုံဇီးအထက်ကဇက်ကိုငုံရွှေယုံထွန်းထွန်းလူးပါလို့လေ
ကျေးဥတယောက်သမီးမအိမ်မြိုင်ကိုမြူနေသောတချင်းတန်ကြောင့်မအိမ်ကန်ပြုံးမိရသည်သမီးကလည်းကျေးဥလောက်ပြတာကိုကြည့်ရင်ခိုးခိုးခိခိရဲလေသည်သမီးကလေးကိုလှမ်းကြည့်ရင်နန်းကျင်စိတ်ပေါ်လာမိသဖြင့်ရက်ကန်းယုံထဲကမအိမ်ကန်ပြေးထွက်လာခဲ့သည်မအိမ်ကန်ဝိုင်းဝါစီကမအိမ်ကန်ကိုခေါ်တန်းကြားလိုက်ရသည်မအိမ်ကန်လှမ်းကြည့်လိုက်တော့ရိုးရိုးရိပ်ရိပ်အတန်ကမိန်းမအတန်ရွာတွေကတယောက်ယောက်ထင်ပါရဲ့မအိမ်ကန်ဝိုင်းဝါကိုရှောက်သွားပြီးတကားတစ်ချက်လှက်လိုက်သည်မအိမ်ကန်မမျှော်လင့်သောဘယ်တော့အခါမှမတွေ့ကျင်မဆုံကျင်သောမိန်းမတစ်ယောက်စောစောကကြည်နူးခဲ့ရသောစိတ်ကလေးပင်နောက်ကျသွားခဲ့သည်ဝိုင်းပေါဝမှရက်နေသူသည်မအိမ်ကန်ရှေ့ကိုရောက်လာလိမ့်မည်ဟုထင်မထားခဲ့သူပင်လက်တစ်ဖက်ကကလေးကိုဆွဲထားရင်မအိမ်ကန်ကိုပြုံးပြနေသည်မအိမ်ကန်ကတော့ပြန်မပြုံးဖြစ်ခဲ့နှုတ်တော်ဆက်လိုက်သည်အလိုရွှေမုံဘယ်နဲ့မလာစဘူးမအိမ်ကန်၏အတန်ကအလိုမကြခြင်းဖြင့်တုံရီနေလေသည်နောက်တစ်ပိုင်းမှာဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုစောင့်မျှော်အားပေးဖို့ channel လေးကို subscribe လုပ်ထားခဲ့ပါအောင်ရှင် Thank you for listening.